မျိုးတို့ရေအခုရွှေလက်ရေကူးကန်ရောက်နေဖြစ်ပါတယ်မနေ့ကမှဆိုလို့ရှိရင်သမီးငယ်လေးဟန်နာခေါ်ပေါ့နော်ထက်ရက်တီရွှေပုံလေးရဲ့မွေးနေ့ရက်တရာပြည့်ကင်မွန်တက်အတွက်စောကနေပြီးရောက်ရှိနေရဖြစ်ပါတယ်အထူးပဲဖိတ်ကြားထားတာတော့ TK မိသားစုဖြစ်ပါတယ် TK 81မိသားစုကနေပြီးအထူးပဲဖိတ်ကြားထားတာဖြစ်ပါတယ်မနေ့ကမှဆိုရင်လည်းသမီးငယ်လေးအတွက်အမီနာမပေါ့နော်ပေးချင်းမင်္ဂလာနဲ့အတူတူမွေးနေ့ပွဲကိုပျော်ရွှင်စွာနဲ့ကလေးလေးရောနောက်ခါကျအထူးပဲဖိတ်ကြားထားတဲ့လူကြီးမင်းတွေရောပေါ့နော်ပျော်ပွဲကမြမိဘွားတွေရောပျော်ရွှင်ချမ်းမြေ့စွာနဲ့စက်တီရှိမင်္ဂလာရှိနဲ့အခမ်းအနားဆက်စဉ်ကိုဆောင်ရွက်တော့မှာဖြစ်ပါတယ်ဆိုတော့ဒီကနေ့မနေ့ကကြိုရောက်တာပေါ့နော်အခုဆိုလို့ရှိရင်ဒီမှာအရင်ကချစ်စရာကောင်းတဲ့စိတ်နဲ့ကြီးနေပြီပေါ့နော်နှစ်လပိုင်း2ရက်နေ့မနေ့ပြန်ဖြစ်ပါတယ်သမီးလေးဟန်နာရဲ့ဝင်းနစ်ပွဲအတွက်ပေါ့နော်တကယ်ကိုအမိုက်စားပြင်ဆင်နေပြီအဲ့တော့ဒီမှာသမီးလေးရဲ့ပြီးပါတယ်စီသွားမယ်လိုက်ကြနော်အားမြေကလေးတွေဝေးပြီးလုံလာတယ်ဆိုတော့ရတာဖြစ်တာมันเลยမကောင်းလို့ဖြစ်နေတာဖြစ်တိုင်းမကောင်းဘူးလို့အဲ့ဒါမှလာတယ်ဒီကွာဒီရတော့ဟုတ်တယ်ဟုတ်တယ်ကလေးလာကျွမ်းနေတာလေဝါလာတော့ဘို့လေဒီလိုမျိုးအားလုံးဆက်တော့နောက်တော့ဘုတ်ကြီးကိုလည်းရတကယ်လို့ကိုတဲကကိုတဲကွာတာဟုတ်တယ်မဟုတ်ဘူးတကယ်လို့ဘာဖြစ်လို့ဘာကြာတက်တက်ငါလိုက်တာအော်ကလေးတွေပါအောင်ကလေးတွေအကုန်ပါမှာဆိုင်ရတက်ခဲ့ပါလက်စနေကမိုင်းပေးနေပြီးတော့ဆိုင်နာကလေးတွေအကုန်လုံးပါဘူးလေကိုလေးတွေအဆုံးတွေတက်ပါအောင်ဟုတ်ကဲ့ဟုတ်ကဲ့ပါဆိုရလည်းပါပါတယ်ဟိုမှာမနေ့ကကြတော့ဘာဖြစ်ဆောင်တော့နေတာဒီကိုလာကြည့်ရမြို့လိုက်ရမ်းမယ်ရှိရတယ်သူကမြို့လိုက်လာဖြစ်တာဟိုကျတော့ဒီနေ့မှကျတော့ဘောလုံးမိုင်းလိုက်တယ်ဘောလုံးမိုင်းလိုက်တယ်မောင်မြို့လိုက်ကြည့်ရသူကသူ့နဲ့လာမှာသူ့နဲ့ပါတယ်ဟုတ်တယ်သူ့နဲ့လာပြီးတော့လည်းမဖြစ်ဘူးငါတို့တာတော့အဲ့ဒီပေါ်လာပါ